ဆိုတာအင်ပါတာဘတ်ထရီနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးတွေမေးခွန်းပြပါအောင်နော် ဟုတ်ကဲ့မေးပါကျွန်တော်ထပ်တိုးကျင်တာပေါ့ထပ်တိုးကျင်လို့အသက်တွေပိုင်းနဲ့အဲ့လိုမျိုးဘတ်ထရီအဟောင်းနဲ့တွဲသုံးရင်တော့ဘယ်လိုမျိုးဖြစ်နိုင်လဲပေါ့လေဟိုအကုန်ကြည့်ပေါ့0%လောက်ဒီသုံးတာလေကျွန်တော်ရှောင်းတင်တယ်ကြာခြင်းကို10နာရီလောက်ကိုလက်ခံလို့ရတယ်ဆိုလို့ရှိရင်တော့30 mAh လောက်နဲ့တွင်းတော့ကောင်းပါတယ်အားလုံးပဲမင်္ဂလာပါရှင် ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ ဒီနေ့စီစဉ်မှာတော့ solar inverter battery နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေမေးခွန်းလေးတွေကိုမေးမြန်းဖို့အတွက်ဒီကအကိုဝေယံကိုဖိတ်ခေါ်ထားပါတယ်ရှင်ဟိုအခုပေါ့နော်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီမေးခွန်းလေးမမေးခင်ဟိုအခုဒီ solar inverter battery နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးရဲ့အခုနာမည်လေးရဲ့နည်းနည်းလောက်တစ်ချက်လောက်ပြဆက်ပြီးတော့ဟုတ်မင်္ဂလာပါကျွန်တော်နာမည်ဝေယံမြင့်ပါ YGN Electrical Engineering Group ပါကျွန်တော်က solar inverter battery တွေ installation လုပ်တာတော့4နှစ်နဲ့5နှစ်ဝန်းကျင်တော့ရှိပါပြီပေါ့နော်ဒီအကြောင်းအရာတွေကိုလေ့လာနေတာတော့ကြာပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်အဲ့ဒါဆိုလို့ရှိရင် solar inverter battery နဲ့ပတ်သက်ပြီးတော့မေးခွန်းလေးတွေမေးခွန်းပြပါအောင်နော်ဟုတ်ကဲ့မေးပါဗျာဟုတ်ပထမဆုံးမေးခွန်းအနေနဲ့အိမ်သုံးအတွက်ဆိုလို့ရှိရင်ဘယ်လောက်ဝက်ကနေစပြီးတော့အသုံးပြုလို့ရမလဲရှင်အိမ်သုံးအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ installation လုပ်တဲ့နေရာမှာ1 kW လောက်ကနေစပြီးတော့ installation လုပ်ကြတာပဲ1 kW ကနေ6 kW ပေါ့နော်10 kW လောက်ပြီးသွားတာပေါ့အိမ်မှာရှိတဲ့ aircon တွေလည်းဖွင့်မယ်ရှိတဲ့လုပ်တွေလည်းအကုန်လုံးတစ်ပြိုင်တည်းသုံးပြီးတဲ့အခြေအနေတွေရှိမယ်နောက်ပြီးကြလို့ရှိရင် kitchen ဘိုင်းတွေလည်းသုံးမယ်ဆိုလို့ရှိရင်တော့6 kW လောက်ကနေစပြီးသုံးတင်တယ်လို့ကျွန်တော်ထင်တာပဲ recommend ပေးတာ6 kW ပေါ့6 kW ဟုတ်ကဲ့ဟုတ်ကဲ့ဟိုနောက်တစ်ခုကပေါ့နော်ကျွန်တော်ဒီဘက်ထရီဘိုင်ကကြာသုံးလိုက်လို့ရှိရင်အားကုန်ပါတယ်ပေါ့အားဘိုင်ပြန်သွင်းမယ်ပါဒါဆိုလို့ရှိရင်ဒီကြားချင်းကိုဘယ်လိုမျိုးခံမှန်းလို့ရလဲပေါ့အားပြန်ပြီးမဲ့အချိန်လေးအားပြန်ပြီးမဲ့အချိန်ကကျွန်တော်တို့ကပေါ့နော်ဘက်ထရီကိုမြန်မြန်အားပြည့်ကျင်တာလားမြန်မြန်အားပြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ ampere မြန်မြန်နဲ့အားသွင်းရမှာပေါ့ဥပမာကျွန်တော်တို့300 Ah ဘက်ထရီတစ်လုံးကိုအားသွင်းမယ်ဆိုလို့ရှိရင်30 ampere နဲ့ကျွန်တော်က10နိုင်လောက်သွင်းရအောင်60 ampere ဆို9နိုင်လောက်ဖြစ်မှာပေါ့နော်ဒါဆို ampere များတယ်ဆိုလို့ရှိရင်တော့အိမ်မှာရှိတဲ့လောက်သုံးတာတွေကိုမီးလာတဲ့အချိန်မှာတော့နည်းနည်း short ပြီးတော့သုံးပြီးတော့ဘက်ထရီကိုအားမြန်မြန်ဖြည့်ပေါ့ဒါမှမဟုတ်ဘူးဖြည်းဖြည်းချင်းနဲ့အားသွင်းလို့ရတယ်ပေါ့နော်ကြာခြင်းကို10နာရီလောက်ကိုလက်ခံလို့ရတယ်ဆိုလို့ရှိရင်တော့30 ampere လောက်နဲ့သွင်းတာတော့ကောင်းပါတယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်မေးခွန်းလေးတစ်ခုအားပေါ့နော်နောက်ဆိုလို့ရှိရင်ဘက်ထရီကိုခဏခဏမလဲချင်ဘူးအကိုရဲ့အဲ့ဒါဆိုလို့ရှိရင်ဘက်ထရီကိုတက်တန်ကြအောင်လို့ဆိုလို့ရှိရင်ဘယ်လိုအချက်လေးတွေရှောင်ပြီးတော့သုံးလို့ရမလဲဆိုတာလေးပြောပြပေးပါအောင်ရှင်ဘက်ထရီတက်တန်းကြာတော့သူ cycle count ပေးတာပေါ့ cycle count 6000 8000လို့ပေးတာပေါ့ဒီဘက်ထရီတွေမှာ RAM မူတည်ပြီးပေးတယ်ပေါ့ကိုယ့်ရဲ့ cycle count ကိုအပြည့်သုံးကျင်တယ်ဆိုလို့ရှိရင်တော့ဘက်ထရီကိုဒီဘက်တစ်ချက်ပေါ့နော်ဟိုအကုန်ထိပေါ့0% လောက်ထိသုံးတာလေကျွန်တော်ရှောင်တင်တယ်အားသွင်းတဲ့အခါကျလို့ရှိရင်သူ့ရဲ့ C rate ကို high C rate ထိသုံးအားသွင်းတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြောချင်တာ100 Ah ဘက်ထရီတစ်လုံးကို ampere 100လောက်နဲ့အားသွင်းတာတို့100လုံးထုတ်သုံးပစ်တာတို့အဲ့လိုမျိုးတွေမလုပ်ခဲနဲ့ပုံမှန်ပေါ့နော် 0.5 ရာခိုင်နှုန်းလောက်ပေါ့50 ampere လောက်နဲ့ပဲအားသွင်းတာတို့ဘက်ထရီထဲမှာရှိတဲ့အားတွေကို100လုံးပုံအောင်သုံးပစ်တာတို့အဲ့လိုတွေမလုပ်သင့်ဘူးပေါ့အခုတကောမှကျတော့မီးလာနေတဲ့အခြေအနေတွေရှိတာပေါ့အိမ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က backup ပဲစဉ်းစားတဲ့အိမ်တွေကများတယ်ရန်ကုန်မှာဆိုတော့လေဟုတ်တယ်ဆိုလာမပါဘူး backup သုံးတယ်အဲ့တော့မီးလာနေတယ်ပုံမှန်မီးလာနေဆိုလို့ရှိရင်ဒီ battery inverter တွေကို shut down ခဏချတာပေါ့ shut down ချတဲ့အချိန်တွေမှာလည်း SOC ကိုလည်းကျွန်တော်တို့က90ရာခိုင်နှုန်းလောက်ပဲထားပြီးတော့ shut down ချထားမယ်ဆိုလို့ရှိရင်battery ရဲ့တက်တန်တွေပို့ပြီးတော့ကြာရှည်ခံနိုင်တာပေါ့လေအဲ့လိုမျိုးတွေတော့ရှောင်ပြီးတောင်းအောင်ပါဘောနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုနောက်တစ်ခုကကျတော့ကျွန်တော်တို့ကပေါ့နော်အိမ်မှာဒီ200 ampere ဘက်ထရီတစ်လုံးတက်ထားရဗျာဒီအချိန်ကြာလိုက်ချိန်မှာအဲ့ဘက်ထရီကဟောင်းသွားတယ်ကျွန်တော်ကထပ်တိုးကျင်တာပေါ့ထပ်တိုးကျင်လို့အသက်တွေပိုင်းနဲ့အဲ့လိုမျိုးဘက်ထရီအဟောင်းနဲ့တွဲသုံးရင်ရောဘယ်လိုမျိုးဖြစ်နိုင်လဲပေါ့လေဘက်ထရီကိုကျွန်တော်တို့ကဆက်ဆချင်းမှာတော့ဈေးနှုန်းတက်တာကျင်တာဖြစ်တဲ့အတွက် AH ကိုကျွန်တော်တို့က short ပြီးတော့သုံးတယ်ဥပမာ100လို့200လို့သုံးကြပြီးတော့သုံးနေရင်လည်း5လ6လလောက်ကြာတော့တိလားငါတို့ဘက်ထရီကအဖြစ်လာလဲဆိုတော့ငါတို့သုံးတဲ့လုံနဲ့မညီဘူးဖြစ်နေတယ်မလောက်တော့အဲ့တော့4နိုင်လောက်သုံးကျင်တာဒီကောင်က2နာရီလို့3နိုင်လောက်ကိုကုန်သွားတယ်ဒါဆိုကျွန်တော်တို့ကဘာထက်လုပ်လဲဆိုတော့ဘက်ထရီထပ်တိုးမယ်နောက်တဲ့200တော့ထပ်တိုးမယ်โอเคအဲ့လိုတိုးတဲ့အခါမှာအရှိမကျွန်တော်တို့က6လလောက်ကသုံးတာဆိုတော့တစ်နှစ်လောက်သုံးတာအဲ့ဒီအချိန်မှာရှိနေတဲ့ဘက်ထရီရဲ့ SOH ကအခုဝယ်လာမဲ့ SOH နဲ့မတူတော့ state of health ပေါ့နော်ဟိုဘက်ထရီဒီ95ရာခိုင်နှုန်းလောက်ပဲ SOH ရှိတော့မယ်အတစ်က100ရာခိုင်နှုန်းရှိမှာအဲ့ဘာဖြစ်လဲဆိုတော့ဘက်ထရီအဟောင်းထဲမှာဘာဖြစ်နေလဲဆိုဘက်ထရီရဲ့ internal resistance ရှိတာပေါ့နော်ဒါပါဒီဘက်ထရီထဲမှာဆိုတော့ resistance internal resistance ရှိဟုတ်ကဲ့ internal resistance က3လကြာလာရင် internal resistance တွေမြင့်လာများလာတဲ့အခါကျတော့ဘက်ထရီကအတစ်မှာဆိုလို့ရှိရင် internal resistance နည်းနည်းလေးပဲရှိသေးတယ်အဲ့တော့ internal resistance နည်းတဲ့စီကိုပဲကျွန်တော်တို့က parallel ချိန်ပြီးသုံးလို့ရှိရင်နည်းတဲ့အလုံးကိုပဲဦးစားပေးပြီးသုံးနေလို့ဖြစ်နေနိုင်တာပေါ့နော်အဲ့တော့ပြောချင်တာက parallel သုံးမယ်ဆိုလို့ရှိရင်5လ6လလောက်ဆိုလို့ရှိရင်တော့သုံးပေါ့လေဒါပေမဲ့အရန်နှစ်ကြာသွားတယ်2နှစ်3နှစ်လောက်မှဒီအဟောင်းနဲ့အစ်နဲ့လာတွဲတာကြီးတော့ကျွန်တော်တို့ကတော့မလုပ်စေချင်ဘူးပေါ့နော်
အဲ့ဒီဘိုင်းကိုတော့ရှောင်ရှားတင်တယ်လို့ထင်ပါဟုတ်ကဲ့ပါပေါ့ ။အော်အဲ့ဒါဆိုလို့ရှိရင်ဘက်ထရီအသစ်နဲ့အဟောင်းတွဲသုံးမယ်ဆိုလို့ရှိရင်အရင်ကြောက်သွားရင်တော့သုံးပေးဖို့မတင်ဘူးပေါ့ ဟု နော် တ်တယ်မ ကို တင်တော့ပါဘူးဟုတ်ကဲ့ နောက်ဆုံးမိကုန်းလေးအနေနဲ့ပေါ့နော်ဘက်ထရီတွေကသုံးတာများလာတဲ့အခါမှာအပူချိန်တွေမြင့်တက်ပြီးတော့ပောက်ကွဲလာနိုင်တာရှင်ပြီးတော့တညလုံးသုံးလို့ရှိရင်တော့အဆင်ပြေလားကို ဘက်ထရီကတော့ကျွန်တော်ခုနပြောသလိုပေါ့နော်အတွင်းထဲမှာ internet နဲ့ဆက်ဆံရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်သူ့ကို charge လုပ်ပြီးဖြစ်တယ် discharge လုပ်ပြီးဖြစ်စေဘက်ထရီကတော့အပူကတော့ပုံမှန်အပူကတော့သူ့မှာထွက်နေမှာပေါ့နော်အဲခဏ high current ကြီးတွေနဲ့ discharge လုပ်တာတွေ high current ကြီးတွေနဲ့ charge လုပ်တာတွေဆိုလို့ရှိရင်တော့ဘက်ထရီမှာတော့အပူချိန်တက်လာနိုင်တယ်ဘက်ထရီမှာရှိတဲ့သူသတ်မှတ်ထားတဲ့အပူချိန်ကိုကျော်ပြီးဆိုလို့ရှိရင်တော့အတွင်းထဲမှာရှိတဲ့ BMS system ကတော့ခဏဖက်ချလိုက်မှာအဲ့ကြောင့်ကျွန်တော်ဘက်ထရီမှာအဲ့ဒါကုတ်ပေါ်လာမယ်ပေါ်လာပြီးသွားလို့ရှိရင်ဒီဘက်ထရီသုံးလို့မရအောင်ခဏအေးခံတဲ့အချိန်မှာတော့သူအဲ့ဒါလေးတစ်ခုတက်နေမှာပေါ့နော်ဒါကတော့ပူလာတဲ့အတစ်ပိုင်းပေါ့အဲ့လိုမျိုးတွေပူလာတယ်ပေါ့နော်ပူလာပြီးလို့ရှိရင်ဒီဘက်ထရီပောက်ကွဲသွားနိုင်လားဆိုတော့ကျွန်တော်တို့ကဒီ Lifehood ဘက်ထရီတွေကိုသူတို့ဤပညာအပိုင်းတွေကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာတော့သူတို့ပောက်ကွဲသွားနိုင်တယ်ဖြစ်နိုင်တယ်အရင်နဲတယ်လို့ပြောတယ်ခုနကပူလာမှာပေါ့ပူလာတော့ပူလာနိုင်တယ်ပူလာပြီးရင်ဒီဘက်ထရီမှာဘေးမှာရှိတဲ့ကာဘာတွေကဖောင်းပြီးထွက်လာနိုင်တာပေါ့နော်ဥပမာကျွန်တော်ဖုန်းဘက်ထရီတွေဖောင်းလာလို့မျိုးဒီကောင်တွေလည်းအဲ့လိုဖောင်းလာနိုင်တယ်ဖောင်းပြီးသွားလို့ရှိရင်တော့သူအငွေ့တွေထွက်လာမယ် gas တွေထွက်လာမယ်ပေါ့နော်အဲ့လောက်ထိပဲဖြစ်နိုင်တယ်ပြီးတော့ဟိုကျွန်တော် export ဖြစ်ပြီးဝုန်းတိုင်းဆိုအဲ့လိုမျိုးပောက်ကွဲသွားတဲ့အခြေအနေတော့မရှိဘူးလို့တော့ဒေတာထားတော့သိရတာပဲခုတည်းထိတော့လည်းမမြင်ရသေးဘူးပေါ့လေဒါပောက်ကွဲတဲ့အပိုင်းပေါ့နောက်တစ်ခုကဒီဘက်ထရီတစ်လုံးကိုတညာလုံးသုံးနိုင်လားဆိုတော့ဒီဘက်ထရီတွေကကျွန်တော်တို့အဲ့လိုတညာလုံးသုံးဖို့အတွက်ပဲကျွန်တော်တို့ကထုတ်ထားတဲ့ဘက်ထရီတွေပေါ့နော်ဥပမာနေကင်းဘက်မှာဆိုလို့ရှိရင်ဆိုလာကနေနေရောင်ခြည်စွမ်းအင်တွေရမယ်ဒီနေရောင်ခြည်စွမ်းအင်တွေကျွန်တော်တို့အိမ်ထဲမှာလည်းသုံးနေတယ်သုံးနေပြီးဘက်ထရီတွေကိုကျွန်တော် charge လုပ်တယ်ဘက်ထရီအားတရာပြည့်သွားအဲ့အားတရာကိုမနေ့ထိသုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ခုနလိုပေါ့ 0% ထိရအောင်တော့မသုံးနဲ့အနည်းဆုံးတော့ 20% လောက်ခြံပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ဒီဘက်ထရီတွေကလုံးဝသုံးရအဆင်ပြေပါတယ်ဒီလိုက်ကိုဘက်ထရီတွေက ပတန်းပူကြာသုံးလို့ရတာ အတ ပေါ့ န်းလေးပုံပုံကြာကြာသုံးလို့ရမှာပေါ့ဟုတ်ကဲ့ အခုမိကုန်းလေးတွေကိုစိတ်ရှိလက်ရှိဖြေချပေးရတဲ့အတွက်ကျေးဇူးပါနော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါ ဒီတစ်ပတ်အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့မိကုန်းလေးရတော့ဒီလောက်ပါပဲရှင်နောက်တစ်ပတ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေထပ်ပြီးမေးမြန်းမှာဖြစ်လို့ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ပေးကြပါအောင်နော်အားလုံးပဲတတား ဒါ